ပမာလေးနဲ့စားပြီးရှိမိတာပါဒီလိုကြည့်နေရဆိုရင်ဉာဏ်နဲ့ကြားတာကိုပုံမှန်အားဖြင့်တော့တပြိုင်တည်းလို့ဒေတာပေါက်ထင်နေတာပါပဲရင်းနဲ့ပဲကြားနေတယ်လို့ထင်နေတာပါပဲရင်းနဲ့ပဲကြားနေတယ်လို့ကြားရင်းနဲ့ပဲတွေးနေတယ်ဘာလို့လဲဆိုတာကိုလေတွေးရင်းနဲ့ပဲသိနေတယ်ဆိုတာကိုတပြိုင်တည်းလို့ထင်နေတတ်ပါတယ်ဒါကဟုတ်ပြောတယ်လို့ဉာဏ်နဲ့စားထီတွေးတော့ကြံစီစိတ်ဆိုတဲ့တော်တော်ချမျိုးဒါချပါမှနေဖြစ်ပေါ်နေတဲ့စိတ်ချမျိုးလုံးကိုပေါ်စီကနေကြည့်တယ်လို့ဉာဏ်နဲ့ခြုံငုံပြီးတပြေးနဲ့ထားပြီးကြည့်လိုက်ရင်ကြတော့တပြိုင်နဲ့နေချာနေတွေးနေသိနေတယ်လို့ထင်နေရပေမဲ့တကယ်ဖြစ်ရဲ့အမှန်မှကြတော့မြင်လိုက်ကြားလိုက်တွေးလိုက်သိလိုက်နဲ့အလင်းချပရိသတ်အစားထိုးပြီးချုပ်ပြောင်းနေတာကိုတွားပြီးရှိမိပါတယ်အစားထိုးပြီးချုပ်ပြောင်းတဲ့နှုန်းဉာဏ်လုံးနဲ့အတွက်ကြောင့်တာတပြိုင်တည်းလို့ထင်နေရတာကိုဘာပဲသဘောပေါက်မိပါတယ်အလင်းမြန်လေးနှီးတာနှီးနေမယ်ဆိုရင်အစားထိုးပြီးချုပ်ပြောင်းတာကတကယ်ဆက်စားရင်တီးကောင်းတီးနိုင်ပါလိမ့်မယ်တပြိုင်တည်းလို့ထင်ချင်မှထင်ပါလိမ့်မယ်အခုစိတ်တဘာဝကအစားထိုးပြီးချုပ်ပြောင်းတဲ့နှုန်းအရန်တင်မြန်တော့တဲ့အတွက်ကြောင့်စိတ်တွေတပြိုင်တည်းပေါ်နေတယ်စိတ်တွေတပြိုင်တည်းဖြစ်နေတယ်လို့တစ်သက်တည်းဖြစ်နေတယ်လို့ထင်ပါနေရတာပါတကယ်ကစိတ်ကြစိတ်နဲ့စိတ်စားစိတ်ထိစိတ်သိစိတ်တွေးတော့ကြံစီစိတ်လောဘဒေါသမောဟအလိုပါအတော်စားစိတ်တိုင်းအပေါ်မှာစိတ်ဖြစ်ရင်တစ်စိတ်မဖြစ်ဘူးဆိုတဲ့အမြင်နဲ့ဘာစိတ်ဖြစ်နေရဲဆိုတာကအတိအကျမဟုတ်ဘူးစိတ်ဖြစ်ရင်တစ်စိတ်မဖြစ်ဘူးဆိုတဲ့အမြင်မျိုးနဲ့စိတ်ဖြစ်ပြီးစိတ်ပြတ်တယ်သဘောဖြစ်ပြီးသဘောပြတ်တယ်ဆိုတဲ့အမြင်မျိုးနဲ့ဖြစ်သမျှစိတ်တိုင်းအပေါ်မှာခြုံငုံတဲ့အမြင်နဲ့တန်းတူသဘောထားပြီးကြည့်ကြရပါတယ်အဲဒီလိုခြုံငုံတဲ့အမြင်နဲ့ပေါ်စီရကြည့်တယ်လို့ဟိန္ဒူမဟာကျောင်းတော်ကြီးသိချင်တဲ့စိတ်နဲ့ကျောင်းတော်ကြီးတွေရတော့ဘုရားသာဓုချုပ်ပြုတ်တဲ့တော့ဉာဏ်တော်နဲ့အတွက်ကြောင့်ဒါရှေးအောင်ဘုရားရှိနေတဲ့တစ်ချက်တည်းဖြစ်နေတယ်လို့အထင်မှားနေရရဲ့ဆိုတဲ့သဘောတရားလေးကိုသွားပြီးရှင်းမိလိုက်ပါတယ်ဒီတော့ချမ်းသာမှနေဖြစ်နေတဲ့စိတ်ချမျိုးလုံးကိုအခက်အခဲချမျိုးကိုတပြေးနဲ့ထားတယ်လို့ဒီမှာဖြစ်ပေါ်နေတဲ့စိတ်ချမျိုးလုံးကိုငန်းပြလေးပင်မဲ့အေးချမ်းပါလေတကယ်လည်းခြုံငုံမိတာကြည့်တတ်မယ်ဆိုရင်စိတ်တွေနဲ့သင်မြန်စွာစားပြီးချုပ်ပြောင်းနေတဲ့သဘာဝအမှန်ကိုမြင်နိုင်ဖို့တွေ့နိုင်ဖို့သိနိုင်ဖို့လုံးဝမခဲရင်ပါဘူးနေတာကကြားနေတာလေဆိုတော့နေတာကရရှိကိုလာလို့ဆိုတော့အဓိကကထားဖို့လိုပါတယ်တပုဒ္ဒပေးမယ်အလုံးချမ်းမြေကြပါစေမြင်ကြားလိုက်ကြ